တာချီလိတ်တွင်ပေါ်တာဆွဲသည့်ကိစ္စများပိုဆိုးလာအလုတ်ခေါ်ဟန်ပြုပြီးပေါ်တာဆွဲသည်များလည်းရှိစစ်မှုထမ်းလူသစ်စုဆောင်းရေးအတွက်အရွယ်ရောက်ပြီးလူငယ်မျိုးသားများကိုပေါ်တာဆွဲသည့်ကိစ္စရပ်များတာချီလိတ်မြို့နယ်နှင့်အနီးတစ်ဝိုက်တွင်ပုံမှုဆိုးရွာလာကြောင်းဒေသခံများကပြောသည်ယခုနောက်ပိုင်းတွင်ပျောက်ဆုံးသွားသည့်လူငယ်အများစုမှာပေါ်တာဆွဲခံရခြင်းဖြစ်ပြီးရင်းတို့ကိုကျိုင်းတုံရှိစစ်မှုထမ်းတင်နန်းကျောင်းသို့ပို့ဆောင်ခြင်းဖြစ်ကြောင်းဒေသခံတဦးကပြောသည်အခုကတောက်ရောက်ကိုဖမ်းပြီးပေါ်တာဆွဲနေတာပြန်ရောင်းတာလည်းရှိတယ်။တချို့ကစာအုပ်ရောင်းဟန်ဆောင်ပြီးရက်ကွက်ထဲတွေမှာလိုက်ကြည့်နေပြီးလက်ထောက်ချတာကျိုင်းတုံရောက်တာနဲ့မှတ်ပုံတင်တန်းလုပ်ပေးသွေးစစ်ပြီးတင်တန်းတက်ခိုင်းတာဟုရင်းကပြောသည်လွန်ခဲ့သည့်တစ်လအတွင်းတာချီလိတ်မြို့နှင့်အနီးတစ်ဝိုက်တွင်ပေါ်တာဆွဲဖမ်းဆီးမှု၃မှုထပ်မံမဲခေါင်သတင်းဌာနမှစုံစမ်းသိရပြီးအားလုံးမှာကျိုင်းတုံသို့ပို့ဆောင်ရောင်းစားခံရခြင်းဖြစ်ကြောင်းရောင်းစားရာ၌ကျပ်သိန်း30မှကျပ်သိန်း80အထိပေါက်ဈေးရှိကြောင်းသတင်းရင်းမြစ်များထံမှသိရသည်ထို့ပြင်လူမှုကွန်ရက်များပေါ်တွင်အလုတ်ခေါ်စာများတင်ကလူခေါ်ပြီးလူတွေ့သည့်အခါဖမ်းဆီးပေါ်တာဆွဲပြီးရောင်းစားသည့်ကိစ္စရပ်များလည်းရှိကြောင်းကိုတွေ့ကြုံရသူများနှင့်နီးစပ်သူတဦးကပြောသည်ပန်းရံအလုတ်ကြွေပြားကတ်လူလိုတယ်ဆိုပြီးခေါ်တာအကုန်ဖမ်းခံရတယ်တက်သေးရောင်းစားခံရတယ်ဟုရင်းကပြောသည်ရင်းတို့လိန်လေအလုတ်ခေါ်ယူခြင်းကိုတာချီလိတ်မြို့နှင့်သက်ဆိုင်သည့်လူမှုကွန်ရက်များပေါ်တွင်ခေါ်ယူခဲ့ခြင်းဖြစ်ပြီးမတ်လ10ရက်ကလူတွေ့သွားရောက်သူ18ဦးရှိပြီး18ဦးစလုံးအဖမ်းခံရကြောင်းရင်းထဲမှ3ဦးမှာထွက်ပြေးခဲ့ရာ2ဦးလွတ်မြောက်ပြီး2ဦးပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်းရင်းနှီးဆက်သူထံမှသိရသည်တာချီလိတ်မြို့ပေါ်တွင်ပေါ်တာဆွဲမှုများဇက်တိုက်ဖြစ်နေပြီးခဲ့သည့်ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလဆန်းပိုင်းတွင်လည်းနေ့စဉ်လိုပင်လူငယ်4-5ဦးခန့်ကိုပေါ်တာဆွဲခံရကြောင်းတာချီလိတ်မြို့နယ်အတွင်းစစ်မှုထမ်းအတွက်လစဉ်ကြေးပေးဆောင်နေကြရတော့လဲယခုအခါပေါ်တာဆွဲသည့်ဖြစ်စဉ်များရှိလာခြင်းဖြစ်ကြောင်းတာချီလိတ်မြို့နယ်ပြည်သူများကပြောသည်ယခင်ဖြစ်ခဲ့သည့်တာချီလိတ်မြို့နယ်အတွင်းမှပေါ်တာဆွဲသည့်ကိစ္စများကိုမိုင်းဖြတ်အခြေစိုက်စကခ18လက်အောက်ခံခလိုက်ရ220တက်မှဗိုလ်ကြီးဝင်းကိုနှင့်ခမရ330တက်မှပြုံးချိုတို့ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကြောင်းမဲခေါင်သတင်းဌာနကတင်ပြခဲ့ပြီးဖြစ်သည်